Dawa align hake door detector motion detector remote back align extra align yo TSI ပေါ်မှာ TSI ပေါ်မှာချိန်ပြီးတော့ communication လုပ်တဲ့ပုံတရားမှာဖြစ်ပါတယ်။အဲဒီတော့ align hack ကိုပေးမယ်ပြီးရင် internet ကြီးပဲချိန်ထားမယ်။ပြီးရင် TSI ပေါ် TSI ကနေ device အဲ့တဲ့နေရာနေပြီးတော့ QR scan ဖတ်မယ်။ဒီက application ရဲ့ instruction တန်းသွားမယ်။ registrar ကို AP move ကိုပြောင်းမယ်။လေးကိုနှိပ်မယ်။နှိပ်မယ်။password ထည့်မယ်ဒီလိုကြည့်ပါပြီဆိုရင်ဒီကောင်ကကျွန်တော်ကို status မှုကိုပြန်ထောင်းတယ်ဒီကိုနှိပ်အောင်ဒီလိုအားလုံးပြီးပါပြီဆိုရင်မငိမ့်ထည့်မယ်ဒါပြီးသွားပြီပြီးသွားပြီဆိုရင်နောက်တဲ့ဒေါဆန်စာလေးတွေအမှဆိုရင်နောက်တော့အပေါင်းနှိမ့်မယ်ဒီဒေါဆန်စာကိုပါဝါဖွင့်မယ်လေးကိုနှိပ်မယ်ဒေါဆန်စာအဲ့လိုပြီးသွားပြီဒေါဆန်စာအဲ့လိုပြီးသွားပြီဆိုရင်နောက်တော့ machine detector ကိုပြန်အပ်မယ်ဖွင့်မယ်ကန်ဖူးအဲ့လို machine detector ကအလုပ်ပြီးသွားပြီနောက်ထပ် remote keypad ကိုအပ်မယ်ဒီကလေးတိုင်းကန်ပြီးတယ်တိုင်းနေနေဘာမှမနိုင်မိတယ်နော်ကဲတိုင်းနေ remote keypad ကိုအပ်မယ်ဆိုရင်အပေါင်းကိုနှိပ်မယ်ဒီကောင်စကန်ဖတ်မယ်နှိပ်နေသွားမယ်နှိပ်တဲ့ချိန်မှာဒီနှစ်ခုကိုနှိပ်ထားမယ်ဒီကြားလေးနှိပ်နေချိန်မှာအဲ့ဒါလည်း remote keypad လည်းအဲ့လိုပြီးသွားပြီဒီလိုလုပ်ပြီးပါပြီဆိုရင်ကြည့်လို့ရတယ်ဒီကောင်ကတရားမင်းလောက်ထားတဲ့အတွက်အမင်းပြန်လုပ်မှာအမင်းဖြစ်သွားပြီဒီမှာဒီကောင်လေးပါရနော်တော့ဆန်လာတယ်တော့လည်းခုပါလာပြီဆိုရင်အလောင်းဝင်လာတယ်အလောင်းဝင်လာပြီဒီတက်မှာအဲ့အားကိုရနေပြန်မူးကနေလဲတရားနည်းလုပ်လို့ရတယ်
နောက်တော့အလန်းဟတ်ကိုအပ်မယ်အလန်းဟတ်ကိုအပ်မယ်တော့ပါနော်အလန်းကိုအပ်မယ်ဆိုရင်တက်ပြီးတော့တွင်းဘက်ထရီပါတဲ့ကောင်တခိုက်ထန်ပါဖွင့်မယ်ဒီဆိုရင်โอเคအဲ့ဒါနားလည်းအလုပ်ပြီးသွားပြီဘယ်လိုအကုန်လုံးအလုပ်ပြီးသွားပြီဆိုရင်ဒီခုချိန်ကတရားမင်းဖြစ်နေတယ်အမင်းတရားလုံးမယ်ဒီဘက်ကနေပြီးအမင်းနဲ့ဒီအမင်းတို့ရတယ်ဒီအမင်းတို့ဒီစင်းပြီးဟုတ်တယ်ဟုတ်ဒီမှာပြန်လို့ရတယ်တန်ရပါ